အလုံးမဲမင်္ဂလာပါရှင်မမခလူသုံးခုလုပ်ငန်းကနေပြီးတော့မှပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့မှာတော့ customer လေးကသူကအဝေးယူတည်သွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့20လီတာပုံနဲ့တည်သွားမယ်ဆိုလို့ရှိရင်လည်းဝှရှော့ဆက်ပြတည်ရတာမလွယ်ကူတဲ့အတွက်ကြောင့်မလို့ဒီပါပေါ့နော်တည်ရလွယ်ကူတဲ့ 2kg ပမာဏလောက်ရှိတဲ့ဒီအဝတ်လျှော်အသင်ဖြော်လေးကိုလုပ်ပေးလိုက်တယ်ပေါ့နော်ဒီဟာသူအိမ်ပြန်ရောက်လို့ရှိရင်ရေတန်း18လီတာလောက်နဲ့ရောပြီးတော့မှပေါ့နော်တေးသေးချာချာပျော်ဝင်အောင်မှွေလိုက်မယ်ဆိုလို့ရှိရင်အမင်းတို့ရောင်းနေ1လီတာကို8000တန်အဝတ်လျှော်တီးတန့် high quality ရေချိုးဆက်ပြလေးကိုရမှာပါရှင်ဒါလေးကတော့သူ့ရဲ့ page လေးပါ texture လေးကလည်းနူးညံ့အေးဆက်နေရပါရှင်အမင်းတို့ဒီလိုမျိုးလေးလဲ order လေးကိုလုပ်ပေးပါတယ်ရှင်ဒီလိုမျိုး page ကိုယူမယ်ဆိုလို့ရှိရင်တော့ပုံဖိုးတွေတက်တာပြီးတော့မှဒီဘူးတေးလေးတွေအတွက်စရေးစကားတွေလည်းတက်တာသွားမယ်ပေါ့နော်ဒီလိုမျိုး order လေးတွေလည်းလက်ခံပါတယ်ရှင်ဒီလိုမျိုးအနှစ်လေးနဲ့မှာယူမယ်ဆိုလို့ရှိရင်တော့2ရက်3ရက်ကြိုပြီးတော့မှယူပေးပါရှင်အားလုံးကျေးဇူးတင်ပါတယ်ရှင်